ဘဝမှာအခက်ခဲတွေကြုံလာတဲ့အချိန်ဆိုရင်ထပ်မပြေးပါနဲ့လူအများကအခက်ခဲတွေကြုံလာရရင်ထွက်ပြေးချင်ကြတယ်ဒါပေမဲ့ဒီအခက်ခဲတွေကထွက်ပြေးလို့ပျောက်သွားတာမဟုတ်ဘူးမင်းထွက်ပြေးလေနောက်တစ်ချိန်ပြန်ကြုံရလိမ့်မယ်တကယ်တော့အနိုင်ရတဲ့လူတစ်ယောက်ဆိုတာမရှုံးဘူးတဲ့လူမဟုတ်ပါဘူးမရှုံးပဲမရက်တဲ့လူပါဒီနေ့ပင်ပန်းနေဆိုရင်နားလို့ရတယ်ဒါပေမဲ့မရက်လိုက်ပါနဲ့ဘာလို့လဲဆိုတော့မင်းအခုရောက်တဲ့နေရာကမင်းမထွက်ပြေးလို့ပဲမထွက်ပြေးမှတာလည်းပဲအောင်မြင်မှုဆိုတာကိုယ့်စီကိုရောက်လာပါလိမ့်မယ်